လွန်ခဲ့တဲ့နေ့တွေကဆရာကုလသမဂ္ဂဆိုင်ရာမြန်မာတန်မတ်ကြီးဦးကျော်မိုးထွန်းက UN မှာဒီသူမိန့်ခွန်းပြောတဲ့အချိန်မှာပေါ့နော်ဆရာတို့ရဲ့ CRPH ကိုလည်းအတိမတ်ပြုတယ်ပြီးတော့ဒီ NLD ရွေးကောက်ပွဲမှာနိုင်တဲ့ဟာကိုလည်းအတိမတ်ပြုပါတယ်ဆိုတော့ပြောသွားတယ်ဆရာအနေနဲ့အဲ့ဒါကိုဘယ်လိုအမြင်ရှိလဲဆိုတာအရင်ဆုံးစပြောပြပါကျွန်တော်တို့လိမ့်ဆိုင်ရတဲ့တာမကြီးဦးကျော်မြုထွန်းဟာမြန်မာနိုင်ငံသမိုင်းမှာသူ့ကိုသူရဲ့ကောက်တယောက်အနေနဲ့ဖြစ်သွားတယ်လို့ကျွန်တော်တော့နံပါတ်1အဲ့လိုပြောလို့ပါအဲ့ဒီကုလသမဂ္ဂရဲ့ floor မှာနော်ပြတဒီဇိုင်းမမတရားပြီးတော့အဖြစ်ကိုအဖြစ်အတိုင်းအဟုတ်ကိုအဟုတ်အတိုင်းပြောရတဲ့ဆိုရတဲ့တတိကိုသူကပြသွားပါတယ်မြန်မာနိုင်ငံပြည်သူလူထုအားလုံးမှာလည်းအဲ့ဒီလိုတတိခက်တတိတွေရှိတယ်ဆိုတာကိုလည်းကဘာလို့ကိုတက်တယ်ပြတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ CRPH အနေနဲ့တော့လကောက်ကျွန်တော်ဒီမြန်မာနိုင်ငံဆိုင်ရာအထူးတမအဖြစ်နဲ့ဒီကဘာကုလသမဂ္ဂကိုယ်စားလှယ်အဖြစ်နဲ့တော့လကောက်သူ့ကိုတကက်ကိုယူပါကြောင်းနဲ့ကိုပြုပါကြောင်းနဲ့လေးစားပါကြောင်းပြောလိုပါတယ်ပြီးတော့ဒီသူ့အချိန်တွေမှာတော်ခက်တော့ရှိမှာပေါ့နော်ဒီအချိန်တွေနဲ့ဆိုရင်ဒါပေမဲ့လည်းမကြခင်မှာကျွန်တော်တို့ဟာလည်း interim government ဆိုတဲ့ယာယီအစိုးရကိုကျွန်တော်ဖွဲ့လာနိုင်လိမ့်မယ်လို့ပြောတယ်သူတို့အားလုံးဟာအဲ့ဒီယာယီအစိုးရရဲ့မှာပဲတာတမန်ကြီးကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကအမေရိကန်အစိုးရနဲ့လည်းကျွန်တော်တိုက်ပြီးမယ်ဆွေးနွေးမယ်ဒီပြဆရာတွေအများကြီးရှိပါတယ်ဒီကျွန်တော်တို့အာနာတေတရားမဝီစီကောင်စီကခါအားထားတဲ့ဒီနောက်တာတမတယောက်လာမယ်ဆိုရင်လည်းသူ့ကိုအမေရိကန်အစိုးရကဗီဇာမပေးဖို့အဲ့လောက်အဖြစ်ကိုကျွန်တော်ဟာလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ပြီးတော့ဂျာရာကိုကြည့်မယ်ဆိုရင်တော့ဒီလီဘီယာမှာကာဒါဖီဆိုတာဟာလည်းအာနာရှိဖြစ်နေကာဒါဖီကိုသူ့ရဲ့ကိုယ်စရတော်ကြီးကဦးကျော်မျိုးထွန်းလှုပ်တယ်လို့ပဲဒီနောက်ဆိုလို့လိုက်တဲ့အခါမှာကာဒါဖီကကိုဖြုတ်တယ်သူ့ရဲ့ကိုယ်စရကလို့ကိုဖြုတ်နေတဲ့အတိုင်းလည်းကုလသမဂ္ဂမှာသူ့ကိုမဖြုတ်ပါဘူးเนาะဖြုတ်လို့မရပါဘူးအဲ့မှာကျွန်တော် accreditation ရှိတယ်လို့လည်းအများကြီးရှိတယ်အဲ့မှာတမိုင်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ဟာကျွန်တော်ရဲ့မိတ်ဆွေတွေဖြစ်တဲ့ပြည်တိအစိုးရအရှအစိုးရအမေရိကန်အစိုးရနဲ့အဲ့လိုဗီတိုအာနာလုံချွေးကောင်စီမှာရှိတဲ့လူတွေကိုလည်းကျွန်တော်ပြောမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါတော့တကက်တတိရှိနဲ့သူတကဘာလို့သိအောင်ဒီအာနာတိတ်ရှိအစိုးရတွေတရားမဝင်ကြောင်းအာနာတိအစိုးရတွေအစိုးရမဟုတ်ကြောင်းနဲ့အတိမမပြုတိကြောင်းသူပြောသားတာတော့မြန်မာနိုင်ငံပြည်သူပြည်သားတွေအားလုံးဟာလည်းပြည်တိဖြစ်ပြီးတော့ကိုယူပါလိမ့်မယ်လို့ခွာရပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်တစ်ခုပေါ့နော်ဒီလိုနိုင်ငံတကာရှေ့မှာသူကဒီလိုမျိုးမိန့်ခွန်းပြောသွားတဲ့အတွက်နောက်ဆက်တွဲအကျိုးရလဒ်တွေကဘာတွေဖြစ်လာလိမ့်မယ်လို့ဆရာမျှော်လင့်ထားတယ်ဆရာရဲ့အမြင်လေးပြောပါဒါတော့နံပါတ်1ကတော့သူဒီနော်ဒီအာနာတိတ်စီအစိုးရတရားမဝင်အစိုးရကဘလို့ဖြုတ်မယ်လေဖြုတ်ပြီလေဖြုတ်လဲဖြုတ်ပြီလေဒါပေမဲ့သူအလို့ဖြုတ်တာဟာနဲ့သူတို့အလို့ဖြုတ်တာနဲ့မဖြုတ်တာမဆိုင်ဘူးလေမြန်မာနိုင်ငံမှာအခုအာဏာယူနေတဲ့အာဏာသိမ်းကောင်စီကိုပြည်နိုင်ငံတကာမှာအတိမမပြုဘူးဆိုတာဟာအာဏာသိမ်းကောင်စီတိထဖို့လိုပါတယ်သူတို့ကိုတရားမဝင်အစိုးရဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ဖက်ကလည်းအများပြောပြတာဖြစ်တယ်လို့တကဘာလို့လည်းသူတို့ကိုအတိမမဟုတ်ပါဘူးဒါကြောင့်သူတို့အတိမပြုတယ်ဖြစ်စေမပြုတယ်ဖြစ်စေဦးကျော်မျိုးထွန်းမြန်မာနိုင်ငံအထူးတာတမpermanent နော်အမေရာအတွေ့အမှာဖြစ်နေမှာပဲအမေရာကိုယ်စားလှယ်ဖြစ်နေမှာပဲဒါကတော့သိချတာဆိုတော့ကျွန်တော်တို့အနေနဲ့သူတို့အားလုံးပေါ့နော်မြန်မာနိုင်ငံသူတာမကားဘူးသူနောက်လိုက်တွေမြဲရှိလာနော်ဒီမြန်မာနိုင်ငံကျွန်တော်ဟိုတို့ကပြောတယ်လို့ပေါ့တကဘာလုံးမှာတဲ့မြန်မာနိုင်ငံတာရုပ်အားလုံးဒီတပိမှောက်တင်ပြီး CDM မှာအားလုံးပါဝင်တည်ပြီလို့ကျွန်တော်တို့ပြောထားတယ်သူတို့ပါဝင်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာယာယီအစိုးရရဲ့အောက်မှာနေကြမယ်ပြီးတော့သူတို့ဥမာဗြိတိရှားမှာရှိတဲ့တာယုဆိုရင်လန်ဒန်မှာရှိတဲ့တာယုဆိုရင်ကျွန်တော်ဗြိတိရှားအစိုးရကိုတိုင်ပြီးမယ်
ama cho nó đi ya yi số ya nam mình tại bị đó tụi nó còn lưu chui bị phong nè tụi nó còn nó tìm hợp biểu phong nè sẽ lại bị đó alo này phong đại alo anh nhảy lưu xia xí đấy đại là phi là này bà đấy ai ya cao bà đấy ဆရာဒါဆိုရင်ဒီဥကြောမို့ထွန်းလိုမျိုးဟို CDM လုပ်တဲ့ဝန်ထမ်းတွေတန်ရုံးဝန်ထမ်းတွေကိုနိုင်ငံတကာအကာအကွယ်ပေးနိုင်မှာမလား mà bên này sao cháu mà xí bù lệ đi xí anh xí đi cả này bị đom hà bè lệ khu xí ai tụi nó cả mà chip này mà số ya phải này đó là đi tìm một số ya cả chip này mà là phải chạy mà mò nó cái chip này mà là phải bà mẹ cái chip này mà là phải bà mẹ à bố cho nó cả tay ta này là suy này lên tay ta lên này cái này alo này suy là bị đâu à cái chip này số ya của mà KIA này cái chip này mà dưới cao tìm hiểu thay để lưu đi cô này bút bao bút đó ya số ya của phải lo ya đấy ngay bé below này mà cô đi lo anatesi số yaတရားမှုအစိုးရကိုကျွန်တော်ကတော့ဘယ်တော့မှလက်ခံမှာမဟုတ်တယ်လို့ဘယ်တော့မှလည်းနောက်ဆုံးပြမှာမဟုတ်ဆိုတော့သူတို့အားလုံးလိုချင်တယ်ဘာကကျွန်တော်ကိုတိမပြုတယ်ပြီးတော့ကျွန်တော်ကအထူးတာတမကွန်ဆယ်နဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနိုင်ငံတကာနဲ့တွေ့တဲ့အခါမှာကျွန်တော်ကပြတာဒီဇိုင်းမှပြောပြီးသားလဲဆရာတို့တိပိတာဖြစ်လိမ့်မယ်เนาะကဘာကကျွန်တော်ပြောတာလက်ခံတယ်เนาะဥပမာမြောက်လိုက်ကိုသူနိုင်ငံတကာကိုလာခိုက်ပါမြောက်လိုက်နဲ့ကျွန်တော်သူပြောကြည့်ရအောင်ဘသူပြောတဲ့စကားကိုလူနိုင်ငံတကာကယူမလဲဒါပါပဲလေသူနေ့သူပဲရမှာပေါ့နော်သူနေ့သူပဲမတ်လိမ့်မှာသူနေ့ပဲမိချနာမှာနော်ဘသူမှသူတို့ကိုယူစီမရှိတော့ဘူးလေအခုကတော့ကျွန်တော်ထင်တယ်ပြည်သူလူထုလည်းလောဝကျွန်တော်ဒီလိုတားချင်းဖြတ်ချင်းခံနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ခက်ခဲနဲ့နားလည်တယ်မငိုပါနဲ့နော်ကျွန်တော်တို့ဒီနေ့တည်သွားတဲ့အသားခါတဲ့လူတွေသူရဲ့ကောင်းနေပါကျွန်တော်ဒီမိုကရေစီရလာတဲ့တနေ့ကျရင်သူတို့ရဲ့နာမည်ဟာနော်မိအောင်လှရဲ့နာမည်ရဲ့အပေါ်မှာထားမယ်ဘလို့ပြဖြစ်ကျွန်တော်ဟာသူတို့ကသူရဲ့ကောင်းနေပဲနော်ဒီနေ့တိုက်ပွဲဝင်တဲ့ဟာကျွန်တော်ပြည်သူလူထုဟာလက်နဲ့မရှိဘူးလက်နဲ့မရှိလို့တိုက်ပွဲဝင်နေဆိုချင်တယ်သူတို့အားလုံးနိုင်ငံတကာအတိမပြုချရရှိပြီဆိုတော့အဲ့ဒါလဲဒီထက်မကအတိမပြုတယ်လို့ပြောတဲ့အချိန်မှာအလုံးအတိမပြုအောင်ပေါ့လေပစားနဲ့အတိမပြုတယ်ဆိုတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ယာယီအစိုးရနဲ့အတူတကွလုံနိုင်တဲ့အထိကိုကျွန်တော်ဆိုတာသွားပါမယ်ဆိုတော့အကိုလိုလိုချိုပါတယ်ယာယီအစိုးရရဲ့တာရီပြပါမှာပေါ့ဘာမှမခဲဘူးလေဟုတ်ကဲ့ဆရာနောက်တစ်ခုဒီဝမ်းနဲ့ဆရာသတင်းပေါ့တခုပြောပြမယ်မနေ့ကဆိုလဲကျွန်တော်တို့ဒီပြည်သူတွေတည်ပါတယ်ဒီနေ့28ရက်နေ့မှာလဲပြည်သူတွေအသက်ဆုံးရှုံးသွားတယ်နှစ်ဒါဇင်လောက်ရှိတယ်ပေါ့တန်ရရတဲ့သူတွေအများကြီးပဲအဲ့ပေါ်မှာဒီအကျန်းဖက်ဖြုတ်ခွင်းနေတဲ့တပိတ်စစ်ကြောင်းတွေကိုဆရာအမြင်ဒီနိုင်ငံက PR တွေကြားမှာပဲဒီလိုမျိုးလုပ်နေတယ်ဆိုတော့ဆရာအမြင်ထပ်ပြောပါဦးသူဒါဘာဖြစ်နေတာလဲတွေးတဲ့ကြားတိုင်းဟာမိအောင်လှိုင်နဲ့သူ့အပေါက်ပါမှာတာဝန်ရှိတယ်မနေ့ညကျွန်တော် email အကောင့်ဖွင့်တယ်အဲ့ဒီမှာလူထုကနေပြီးတော့ကျွန်တော်ကို email 2000ကျော်ပို့လိုက်ပြီနော်သူတို့မှာဖြစ်နေတဲ့ချက်ချင်းသူတို့မှာချိချောင်းချင်းနဲ့လူခွေးချိုးဖောင်းချင်းဖြစ်နေတဲ့အတိုင်းကိုအဖြစ်အတိုင်းကျွန်တော်စီမှာ email ရောက်လာပြီနော်ကျွန်တော်မှာကိုလိုရောက်လာပြီအဲ့ဒါကိုမနေ့ညကျွန်တော်တို့ကနေပြီးတော့အပိပိဆိုင်ရာဥပဒေကျွဲချီတူအဖွဲ့အစည်းနဲ့ကျွန်တော်မနေ့ည4နိုင်5နိုင်စကားပြောပြီနော်သူတို့ကနေပြီးတော့ကျွန်တော် email 2000ကျော်ကိုလည်းသူတို့ပို့လိုက်ပြီအခုဆိုရင်နံပါတ်1မိအောင်လှိုင်တဲ့အဖွဲ့ကိုကျွန်တော်ကဒီ ICJ မှာကျွန်တော်ပြအဲ့ဒီ ICJ ကိစ္စမတည်သေးဘူးနော်အမေတော်စုကသူတို့ကိုကာကွယ်ဖို့ရကျွန်တော်တနာလို့အားကြီးလို့တွားဖို့တော့နိုင်ငံတကာတော်မှသူတိတ်ခါအကြမ်းခါရတယ်လေအဲ့ဒါ तू ကစစ်သားတွေကိုဖက်ကပြောမယ်ဆိုပြီးတော့ဒီလိုအကောင့်ကိုလုတ်ပြီးသူတို့ကအကောင့်လုတ်လာလိမ့်မယ်လို့ဆိုတဲ့အယူကြီးနဲ့လုတ်ပြီးတာဖြစ်နေဒါတောင်မှသူတို့နားမလဲဘူးနော်လုံးဝနားမလဲဘူးအဲ့လိုနားလည်နိုင်မဲ့ဥနောက်လဲသူတို့မှမရှိဘူးလို့ထင်ပါတယ်ဒါကြောင့်မလို့အခုဆိုရင်တော့ ICJ လဲကျွန်တော်ကပြတုတ်ဖို့ရအတွက် PP ဆိုင်ရာဥပဒေပါမောက်ခါနေကိုကျွန်တော်ငှားလိုက်ပြီနော်အ PP ဆိုင်ရာဥပဒေပါမောက်ခါနေကိုငှားလိုက်ပြီသူတို့ကနေပြီးတော့ ICJ ကိကြပြီမယ်ပြီးတော့အခုနသူတို့တတ်နေတဲ့သွေးတစ်ဆက်ကြာတိုင်း A ဖြတ်စီတိုင်းလူတယောက်တိုင်ရတဲ့အခုတော့ကျွန်တော်ပြောသလိုဒါကိုတဲ့အထောက်ထားနဲ့တကွပြည်သူလူထုကကျွန်တော်စီမှာပို့ပါနော်စာ
crphmyanmar.org အဲ့မှာကိုလို့ပို့ပါနော်ဒါကိုကျွန်တော်တိုက်ရိုက်အခုဒီ ICJ နဲ့ ICC ပေါ့ International Criminal Court ဒီမှာရှိတဲ့ lawyer တွေနဲ့ဒါဟာကျွန်တော်ဟာ PP ဆိုင်ရာ law firm ကိုငှားပြီးတော့အဲ့ဒီ law firm ကနေပြီးတော့ law professor တွေကတူတော့ဆို Oxford တက္ကသိုလ်က law professor တွေ Cambridge တက္ကသိုလ်က law professor တွေပြီးတော့ကျွန်တော်တို့ဒီ Harvard တက္ကသိုလ်က law professor တွေကျွန်တော်တို့သိတဲ့လူတွေအများကြီးပါတာတော့အားလုံးပေါင်းပြီးတော့ဒီ CRNAT ကောင်စီထောက်ပြီးတော့အပီလူထုကိုအလာဖက်နာကတော့ဘယ်တော့မှတိခါမှာမဟုတ်တော့မှလည်းနောက်ဆုံးပြေးမှာမဟုတ်ပါဘူးသူတို့ကိုကျွန်တော်တို့ဟာ justice system အထိကိုယူလာပေးနိုင်ဖို့ဒါကမ္ဘာမှာလည်းတမိုင်းအများရှိပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါတွေအလုပ်ကိုခုက PPR platform ကိုတိုးပြီးတော့ mechanism ကို function လုပ်ပါတယ်ဆိုတာကိုလည်းမြန်မာပြည်သူလူထုကိုအားလုံးသိစေချင်တယ်နားလည်ချင်တယ်ဒီလိုအတပ်ဖဲယုံနဲ့ကျွန်တော်ဟာဘယ်တော့မှနောက်ဆုံးမဟုတ်ပါဘူးကျွန်တော်ဟာဒီလိုတို့ကဖြိုခွဲယုံနဲ့ကိုကျွန်တော်ပြတ်မှာမဟုတ်ပါဘူးเนาะဆိုတော့ကျွန်တော်အနေနဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်ဒီ CRNAT ကောင်စီသူတို့အပေါင်းပါလို့ဟာကျွန်တော်တို့ဟာအခုကတော့နိုင်ငံရေးအရာဖိအားပေးနေတယ်တစ်ဖက်ကဆိုစီးပွားရေးအရာဖိအားပေးနေတယ်ဒီနာမထောင်လာတဲ့တနေ့ကျရင်တော့ကျွန်တော်ကစီးရေးအရာလဲဘလို့နဲ့သူတို့ကိုအရေးယူနိုင်မလဲကျွန်တော်ကအဲ့ဒါတခုရှိနေတယ်เนาะ opposite ကောင်းရှိနေတယ် KIO ရှိတယ်ကွာ KIA ရှိတယ် KNU ရှိတယ် CNF ရှိတယ် AA ရှိတယ်AA တိုက်ပွဲနဲ့တနေ့လောက်တာတောင်မှဒီစစ်သားတွေကသူတို့ကြက်နေတယ်လေအ KIA AA အကုန်လုံးပေါင်းပြီးတော့ကျွန်တော်ဟာနိုင်ငံတကာနဲ့ဒီလိုအားလာတဲ့တနေ့ကျရင်တော့ကျွန်တော်တို့ကိုကူညီဖို့ကျွန်တော်နီးလာနေမြဲရှိတယ်နော်ကျွန်တော်ဥမာပေါ့ကျွန်တော်ချင်းနေကိုလည်းအထီးသေးလို့မရဘူးကျွန်တော်အမေရိကန်မှာရှိတဲ့ချင်းတွေတော်တော်များများဟာအမေရိကစစ်သားမှာအများကြီးရှိတယ်ဆိုတော့မမေ့တင်ဘူးဂရီဒီဆိုတော့အထီးမသိနဲ့ဂရီဒီမှာအမေရိကစစ်သားနေအများကြီးရှိတယ်သူတို့ကိုကျွန်တော်အမေရိကဆိုရတဲ့တိုင်ပြလို့ရတယ်ဒါကတော့เนาะတနာရီပြောမဲ့စကားအများကြီးတော့မလိုပါဘူးเนาะအများကြီးတော့မလိုပါဘူးဒါကြောင့်မလို့ဒီအာနာတိစီကောင်စီဟာသူတို့ကြိုက်တယ်လို့ပြည်သူလူထုဥမာပေါ့ကွာကချီပြည်နယ်မှာအဲ့လိုလာကြည့်ပါလားချီပြည်နယ်မှာအဲ့လိုလာလို့ကြည့်ပါလားမရဘူးကျွန်တော်လက်ပိုက်ကြည့်မှာမဟုတ်ဘူးကျွန်တော်အကိုလို့ထပ်မှာဥမာပေါ့ကျွန်တော်ချင်းနေကအမေရိကမှာတတိလောက်ရှိပြီလေနော်အဲ့မှာချီလူငယ်2000 3000ရှိတယ်လေသူတို့ကနီးပညာနဲ့ကျွတ်တယ်ပါလဲကျွတ်တယ်အခုကနိုင်ငံရေးကိုတော့နိုင်ငံရေးလို့ပြောဖြစ်ပါတယ်စီးရေးလို့ပြောတဲ့အခါမှာအခုဆိုရင်တော့အော်ဒီမှာလည်းနဲ့ကြိုက်ပြီးတော့ပြစ်တာမဟုတ်တော့ဘူး drone လူမဲ့လေရင်နဲ့တိုက်ကြပါတယ်နော်လူမဲ့လေရင်ဆိုတော့ကျွန်တော်အနေနဲ့ဒါတွေအားလုံးဟာစစ်စားစရာဖြစ်လာဆိုတော့ဒီဆက်လက်အကြဖဲနေရင်သူတို့အဖွဲ့ကတော့ချာပြစစ်စားတင်တယ်သူတို့အကြောင်းကိုတေချာပြစစ်စားတင်တယ်သူတို့အတွက်လည်းမကောင်းသလိုပြည်သူလူထုအတွက်လည်းမကောင်းဘူးဒါကြောင့်မလို့ဒီနေ့ရဲဒီဒေါ်လာကောင်းတားနေဒေါ်လာကောင်းလုံးဝအဖဲမှုလုံးဝမပြုဖို့ကျွန်တော်တတိပေးလိုက်ပါတယ်ဆက်လက်ပြီးတော့မင်းတို့ကအဲ့လိုပြည်သူလူထုကိုနှိမ့်ဆက်ပြီးတော့အကြဖဲမယ်ဆိုရင်စီကိုစီးရင်ပြရေးဆိုင်နေနေလေမရောက်ဘူးလို့ဘယ်သူမှပြောလို့မရဘူးအစင်းလို့ပြောတဲ့အခါမှာကျွန်တော်က AK47 တွေကိုကြိုက်ပြီးတော့တွားမှာမဟုတ်ဘူးကျွန်တော်ကအပီပီဆယ်ရဲ့အထောက်ပံ့ကိုယူပြီးတော့ drone ဒါကိုကျွန်တော်စစ်စားမှာဖြစ်ပါတယ်ဆိုတော့ဒါဟာအင်မတာမှနိုင်ချေရှိတယ်ဒါဖြစ်လို့လည်းလွယ်တယ်ဘာမှကျွန်တော်နဲ့ကအမှလာဆရာမလိုပါဘူးเนาะခောက်ကြီးကနေပြီးတော့ကိုလိုဒါကြောင့်မလို့ပြောချင်တာကတော့ကျွန်တော်အချင်းချင်းပဲเนาะတရီတဲ့ကျွန်တော်အကိုလိုကအဲ့လိုတွဲချစ်မရှိတော့အောင်ကိုကျွန်တော်ကဒီရက်နဲ့စပြီးတော့စစ်သားနဲ့ရဲသားနဲ့ကိုလိုရလဲပြည်သူလူထုကိုလိုရအဲ့လိုနောက်ထပ်အကြမဖက်အောင်ကျွန်တော်အနေနဲ့မေတ္တာရခါချင်းတလို့တတိပေးလို့ပါတယ်ဟုတ်ကဲ့ဆရာရှင်းပါတယ်ဆရာပြောပါတာနောက်တစ်ခုဒီကျွန်တော်နဲ့အင်တာဗျူးမလုပ်ခင်မှာဆရာကတကားပိတ်အစည်းအဝေးတစ်ခုကိုတက်ခဲ့ရတယ်လို့ကျွန်တော်သတင်းရပါတယ်အဲ့တော့ဆရာဘယ်နိုင်ငံတွေနဲ့အစည်းအဝေးလုပ်ခဲ့လဲဘာတွေပြောခွင့်ရခဲ့လဲဘာတွေတင်ပြခွင့်ရခဲ့လဲဆိုတာသိပြရစီဒါတော့အဓိကတော့ခုနဆရာနဲ့ပြောနေတဲ့ဥစ္စာပေါ့အဓိကတော့ကျွန်တော်မှာပြည်သူလူထုကနေပြီးတော့ဒီလူခွေးချိုးဖောက်တဲ့เนาะအကြမ်းဖက်လုပ်တဲ့လုပ်ရတွေကိုပို့ပေးတဲ့ email တွေကိုအခုကကျွန်တော်ကအဲ့ဒီအပီနိုင်ငံတကာဥပဒေပညာရှင်တွေလက်ထက်မှာ
ကျွန်တော်အားပြတယ်သူတို့လာတောင်းတာပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဆွေးနွေးနေတာဖြစ်ပါတယ်ဆိုတော့ဒါမနေ့ဖြာမှာဆိုရင်ကျွန်တော်တကပိတ်စီဝေးတစ်ခုရှိတယ်ဒါကတော့ဒီမြန်မာနိုင်ငံဆိုင်ရာဒီအထူးကိုယ်စားလှယ်လူခွေးအထူးကိုယ်စားလှယ်Thomas Andrew နဲ့လည်းကျွန်တော်တို့တွေ့ဖို့ရှိတယ်ပြီးတော့လည်းမြန်မာနိုင်ငံဆိုင်ရာအခုအမေရိကန်နိုင်ငံတာအမကြီးဟောက်ပေါ့နော်နဲ့လည်းကျွန်တော်နဲ့ပြတွေ့ဖို့ရှိကျွန်တော်အများကြီးကျွန်တော်တို့ကလို့အများကြီးဖွပြောလို့မရတာလည်းရှိပါတယ်ဒါကြောင့်မလို့ဒါကတော့တိခါနားလည်ပေးပါဆရာဟုတ်ကဲ့ဆရာခုနကတော့ post ဆရာရဲ့စာမျက်နှာမှာ post တစ်ခုတင်လိုက်တယ်ဒီမြန်မာနိုင်ငံကိုအာဆီယံနိုင်ငံတွေကနေခဏထုတ်ထားဖို့နောက်ဆုံးထုတ်ဖို့ပေါ့နော်ဆရာတင်တာအဲ့ဒါကောဖြစ်နိုင်ပါမလားဘယ်လိုအခြေအနေမျိုးရှိတယ်အခုကမိသားစုတစုမှာကွာလူ10ယောက်ရှိတယ်မဟုတ်ဘူးလားလူတယောက်ကအကြဖက်နေတယ်လူတယောက်ကနော်ဒီလိုလုပ်နေတယ်ဆိုတော့အဲ့ဒီမိသားစုကဘယ်လိုနေမလဲဒါပဲလေရှိလေးပဲလေအဲ့လိုလူမိသားစုမှာ10ယောက်ရှိတယ်အာဆီယံမှာနိုင်ငံ10ခုရှိတယ်အဲ့နိုင်ငံ10ခုမှာနိုင်ငံတနိုင်ငံကအခုနလိုတရားဝင်နဲ့အာဏာသိတယ်နော်တရားမဝင်နဲ့နိုင်ငံတော်တိုက်ပိခါကိုဖတ်နေတရားမဝင်နဲ့ဒီနော်ကျွန်တော်ရဲ့တမနာကြီးဥမိကိုဖတ်နေတရားမဝင်နဲ့ကျွန်တော်ဝေကြီးချုပ်တွေဒေါက်တာဇော်မင်းမောင်တို့ဒေါက်တာဇော်မင်းမောင်ဆိုတော့သူကကဲဆာကုသနေတဲ့လူနာလည်းဖြစ်ပါတယ်ကျွန်တော်လည်းဆရာဝန်ဖြစ်တယ်သူလည်းဆရာဝန်ဖြစ်တယ်သူတို့တောင်မှကဲဆာကုသခွင့်မရှိဘဲနဲ့အချို့မှထက်နေတယ်ဒါမျက်စိမှိတ်ပြီးတော့အာရှာတွေကသူတို့ကြည့်နေတယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့ဒါမရတော့ဘူးမိသားစုမှာအေးမှာ10ယောက်နေပြီးတော့လူတယောက်ကအဲ့လိုအကြမ်းဖက်နေတဲ့ဥစ္စာကိုသူတို့ကလက်ပိုက်တယ်မျက်စိမှိတ်တယ်နားပိတ်မမီအောင်ဆောက်တယ်မကြောက်အောင်ဆောက်ပြီးတော့မနှင်းညဆိုရင်လည်းကြည့်လေဘယ်လောက်ရုပ်ဆုပ်တယ်လဲနော်ကျွန်တော်အခုဆိုရင်တော့သူတို့ကဒီ PP ဆိုင်ရာ media တွေလည်းကျွန်တော် interview အများကြီးရှိတယ်အခုနဆရာနဲ့မလုပ်ခင်မှာကျွန်တော်ဒီ PP ဆိုင်3ထောက်4ယောက်နဲ့ကျွန်တော်ပြထိုင်သိတယ်သူတို့ကလည်းပြောထားပြီဒါအာရှတို့ရကမရတော့ဘူးကဘာဖြစ်လို့ဝကြီးချုပ်ကနိုင်ငံခြားဝကြီးကအဲ့ဒီလိုလာတော့ဒီတရားဝင်ထားရတဲ့ဝကြီးကိုလာတွေ့လဲကျွန်တော်မနိုင်ဘူးသူတို့ကလာပြီးတော့ဒီတော့အောင်ဆန်းစုကြည်လွဲ့မြောက်ရေးကျွန်တော်ရဲ့တမနာချီဦးဝီလွဲ့မြောက်ရေးတွေနော်ပြည်သူလူထုစာသားပြတဲ့လူတွေနဲ့ကိုကသူတို့ကတွေ့ပြီးတော့လေသူတို့လွဲ့မြောက်တယ်ကြိုးစားရမှာလေဒါမှမဟုတ်နဲ့သူကဒီတရားမဝင်အာနာသိရှိကောက်စင်သူတို့ကဒီလိုနေပြီးတော့အဲ့လိုဖြစ်နေတာတော့လုံးဝအန္တရာယ်များတယ်လုံးဝလည်းအန္တရာယ်များတယ်ဆိုတော့ကျွန်တော်တို့နေကျွန်တော်လည်းဆက်လက်တောက်ဆိုသွားမှာပါတကယ်လို့များအာဆီယံကဒီလိုနဲ့သူတို့ကမြန်မာနိုင်ငံမှာဒီလိုတရားမဝင်အာနာသိရှိကောက်စီကိုအဲ့လိုဆက်လက်ဆက်ဆံနေတော့ကျွန်တော်လည်းအနောက်နိုင်ငံမှာအမေရိကဆိုရတို့လိုဒီဥရောပယူနီယံတို့လိုကိုလည်းအာဆီယံကိုဖိအားပေးဖို့ကျွန်တော်ပြောတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကိုတို့နားမထောင်ချီတော့ကျွန်တော်ပြောခိုင်းမဲ့လူတွေလည်းအများကြီးရှိပါတယ်ပြောပေးနိုင်မဲ့လူလည်းအများကြီးရှိပါတယ်ဆိုတော့သူတို့ဟာလည်းဒီလိုလွယ်လွယ်ကူကူနဲ့မြန်မာနိုင်ငံပြည်သူလူထု54တားကိုမထီမဲ့မြပြပြီးတော့ဒီမှာအာနာသိတရားမွေရှိကောက်စီ10ယောက်ကိုဥစားပြလို့တော့မရတော့ဘူးအဲ့လိုဥစားအပေးလည်းမခံတော့ပါဘူးဆိုတော့အခုကတော့ကျွန်တော်တို့ပြောနေပါတယ်အာဆီယံကခေတ္တခဏဒီအာနာသိတရားမွေရှိကောက်စီကိုသူတို့ကအတိမမပြုတဲ့အနေနဲ့နော်ခဏလေးဘိတ်ဖယ်ထားပြီးတော့မင်းတို့ကတော့ကျွန်တော်တို့ရဲ့စပွဲပေါ်မှာမလာနဲ့အောင်မင်းတို့အကြဖက်နာကိုယေရှုရတာပြီးတော့လာပါနော်ဒါပီတူကြီးမဟုတ်တော့ဘူးဒါအကြဖက်ရေးဖြစ်သွားပြီစဉ်းစားကြည့်လေကျွန်တော်ကိုကာကွယ်မဲ့လူကကျွန်တော်ကိုတတ်နေတယ်ဆိုတာတခြားနိုင်ငံမှာမရှိဘူးလေနော်တမတော်ဆိုတာကနိုင်ငံကိုကာကွယ်ရမယ်လေပြည်သူလူထုကိုကာကွယ်ရမယ်လေအခုကသူတို့ကအာဏာသိမ်းပြီးတော့ပြည်သူလူထုကိုလက်ပေါ်မှာထွဲအောင်အခြေအနေကိုဖာတီးပြီးအဲ့လိုသူတို့အခြေအနေဖာတီးတဲ့နေရာမှာလူထုထွက်လာတဲ့အခါမှာတန်းနဲ့ပြစ်နေဆိုတာကတော့ဒါနဲ့ဇာမှုမှာတွားတည်တဲ့အမှုဖြစ်သွားပြီဒါကြောင့်မလို့ကျွန်တော်ကအပီပီဆိုင်တရားဥပဒေကျူးကျော်ကိုကျွန်တော်တို့ပေါပြီးအလုပ်နေတယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုဒီဆရာပြောတဲ့ဒီအချိန်မှာတခုကပြောချင်တာတော့ကျဲလို့မြကျွန်တော်ကဒီဇာဇွေးမှုကိုအပီပီဆိုင်ရာနော်ဒီအပီပီဆိုင်ရာတရားပီပီဆိုင်ရာစစ်ခုရုံးမှာကျွန်တော်တို့အော်ဒီဆိုရေးအာဆီယံနိုင်ငံတွေလည်းတိတ်ခါကြမှာသူတို့အတိတ်ခါအကြခါရတော့ဆက်လက်လို့ပေါ့နော်အဲ့ဒီအချိန်မှာပဲသူတို့နားလည်လာမယ်လေ
အခုက20ရာစုအခုကကဘာကတိတိလေးဖြစ်နေကဘာရွာဖြစ်နေကဘာဟိုတော့အချစ်ချစ်မဟုတ်တော့ဘူးဒါကြောင့်မလို့ကျွန်တော်ကကဘာသားတွေဖြစ်နေလို့ကျွန်တော်အကြီးပြောတယ်နော်ကျွန်တော်ဗမာပြည်သားတွေဖြစ်လို့ကျွန်တော်ပုံမနေဘူးနော်သူတို့ကနော်အာဆီယံတခြားနိုင်ငံသားတွေဖြစ်လို့ပုံမများပါဘူးထိုနည်းတူပဲတစ်ဖက်ကကြည့်မယ်ဆိုတော့အမေရိကန်နိုင်ငံမှာရွေးကောက်ပွဲကမြန်မာနိုင်ငံမှာရွေးကောက်ပွဲထက်ပုံမနေပါဘူးပုံလည်းမများပါဘူးသူတို့လည်းဒီမိုကရေစီစာချစံတို့နဲ့ရွေးကောက်ပွဲကိုလုပ်တာကျွန်တော်လည်းဒီမိုကရေစီစာချစံတို့နဲ့ရွေးကောက်ပွဲကိုလုပ်တာပဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒါကိုမြန်မာပြည်သူပြည်သားတွေအားလုံးဟာလဲကျွန်တော်တို့ဒီတခြားကဘာသူကဘာသားတွေနဲ့ပုံမနေဘူးဆို